င်္ဂလာပါအခုဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့သူတွေထဲမှာခန္ဓာကိုယ်အစုံကိုအတိအပြုတ်မရှိ fitting ကွက်တိချုပ်လို့ခံပြီးချင်တဲ့သူတွေများရှိပါသလားခင်ဗျာဒါဆိုတော့ဒီဗီဒီယိုလေးကအရင်ကျိုးရှိသွားပါလိမ့်မယ်ဒါပေမဲ့ comment လေးကနေတော့ဖြေခဲ့ပါအောင်ဆရာကြီးခန္ဓာကိုယ်အစုံကိုအတိပြုတ်မရှိ fitting ကွက်တိချုပ်လို့ခံပြီးချင်တယ်လို့ comment လေးကနေရေးပေးခဲ့ပါပညာရဲ့အခြေခံမှာအရေးကြီးဆုံးဒီခန္ဓာကိုယ်အစုံကိုအတိအပြုတ်မရှိ fitting ကွက်တိချုပ်လို့ခံပြီးနိုင်ဖို့အရင်အတံမွေးဝမ်းကြောင်းပညာရပ်ဖြစ်ဘဝရပ်တည်လို့သူများအတွက် professional fashion at BFA ကျွန်တော်တို့အရန်ရေးကြီးတဲ့ကိစ္စလေးတစ်ခုကတော့ဒီကနေ့ကျွန်တော်တို့မေယို PFA ကျောင်းမှာသင်တန်းပြနေတာပေါ့နော်အဲ့ဒီမှာပါဝင်တဲ့ဒီသင်ခန်းစာလေးကဆိုလို့ရှိရင်အခြေခံသင်တန်းလေးဖြစ်ပါတယ်အဲ့တော့အားလုံးသောသူတွေဒီကျွန်တော်တို့ငယ်ငယ်လေးကကြားဘူးလားရှိတယ်ဆရာကိုယ်တိုင်ညှက်မှာဆရာကိုယ်တိုင်ချုပ်မှာဆရာညက်မှာပုံကြတယ်ဆိုတဲ့အရာမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော်မှကြတော့ဆရာရဲ့သူကမေမျိုးရောက်လိုက်မန်းလေးရောက်လိုက်ပြင်းလေးရောက်လိုက်ခီးလေးရောက်လိုက်ရန်ကုန်ရောက်လိုက်ဒါပေမဲ့အထည်လေးချုပ်တယ်မင်္ဂလာဆောင်လေးချုပ်တယ်အလှတွေပွဲတက်တယ်မင်းသားမင်းသမီးအထည်တွေကိုဘလို့တွေချုပ်လုပ်နေလဲဆိုပြီးတော့မေးစရာမေးခွန်းတစ်ခုရှိပါတယ်ဒါရဲ့လျှို့ဝှက်ချက်အဖြစ်ကတော့ကျွန်တော်တို့ဒီမှာ sloper cut လေးဖြစ်ပါတယ်ဒီ sloper cut လေးကိုလူတစ်ယောက်ကိုထုတ်ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ကတစ်လုံးသုံးလို့ရပါပြီဒါအပြင်ကျွန်တော်သင်ပေးတဲ့ technique တွေကိုသိသွားပြီဆိုရင်တော့ခန္ဓာကိုယ်အစုံဘလို့ခန္ဓာကိုယ်ပဲချုပ်အတိပြုမရှိ fitting ကွက်တိခံနေနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ဒီကျွန်တော်တို့နာမည်ရလာတဲ့ညနာမည်ကြီးလာတဲ့ညမှာအဲ့တယ်ရအပ်တဲ့ခါမှာတစ်ခါလာအဲ့10တယ်15တယ်အပ်တယ်ကျွန်တော်တို့ဆိုလို့ရှိရင် regular customer တွေရှိရယ် rare customer တွေရှိရယ်တစ်ပတ်ကိုတစ်ထည့်နှစ်ထည့်အမြဲချုပ်ပေးနေရတာမျိုးရှိရယ်အဲ့တော့အဲ့ဒီတိုင်းဒီကိုချင်းစာတရားနဲ့ကိုယ်တိုင်းစဉ်းစားလိုက်အခုဝတ်ထားတဲ့အင်ကြီးကိုချွတ်ပြန်လဲဘယ်သူမှမလုပ်ချင်ဘူးအရန်ပင်ပန်းတယ်အဲ့တော့အချိန်ကြီးပေးရမယ်တီလိုက်ပြုတ်လိုက်အစင်မပြေလိုက်ဆိုတော့အင်ကြီးကဘလောက်ပဲလှတာဘလောက်ပဲတန်ဖိုးရှိအလကားပဲစက်ချုပ်ပညာရဲ့အခြေခံမှာအရေးကြီးဆုံးဒီအခုကျွန်တော်ပြောတဲ့ခန္ဓာကိုယ်အစုံကိုအတိအပြုတ်မရှိ fitting ကွက်တီချုပ်လုပ်ခံနိုင်မှုအရင်ရေးကြည့်ပါတယ်ဒါကတော့ကျွန်တော်တို့မေမျိုးအကြောင်းမှာ visit သင်ကြားနေတဲ့သင်တန်းပဲဖြစ်ပါတယ်ဒီမှာသင်တန်းသားလေးကိုကျွန်တော်တို့သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်ဒီသင်တန်းလေးမှာကျွန်တော်တို့အခုရန်ကုန်မန္တလေးမေမျိုးအကြောင်း6ကျောင်းရှိပါတယ်မျိုး3မျိုးပါပါအခြေခံကနေစတက်မယ်ဆိုပုံမှန်30ပါဒါပေမဲ့အခုဆိုရင်10သိန်းချက်နဲ့တက်လို့ရမယ်တဝက်တိတိ short ပေးတဲ့အပြင်မှာ page တဲ့ series မှာကျွန်တော်တို့မေးမြန်းလို့ရပါတယ်အဲ့မှာမေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ promotion လေးကတော့9သိန်းချက်တန်း fashion illustration မဟုတ်ရင်ပန်းကျယ်လေးကြိုက်တဲ့တန်းကိုကျွန်တော်တို့အခမဲ့ကျွန်တော်တို့လက်ဆောင်အနေနဲ့တင် जा ပေးမှာဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်တို့ sloper ကိုဒီလို cut ကလေးကျွန်တော်တို့ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကတော့ body frame ဖြစ်ပါတယ်။ဒါဝတ်ပို့လားဆိုတော့လုံးဝဝတ်လို့မရဘူး။ဒါ frame ဖြစ်ပါတယ်။ဒါ basic တင်တန်းမှာတင် जा ပို့ချပေးနေတာဖြစ်ပါတယ်။ဒီ frame ကိုဘယ်လိုခေါ်လဲဆိုရင်တော့ရေသနာလေးလိုမျိုးပြောမယ်ဆိုရင်တော့မိုထုတ်တာပေါ့နော်။မိုထုတ်ပြီးပြီဆိုလို့ရှိရင်ကြိုက်တယ်လို့ပွားယူလို့ရတယ်။ကြိုက်တယ်လို့ပြုတ်နေယူလို့ရပါတယ်။ကျွန်တော်ကဒီဇိုင်နာဆရာတူဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ Say the machine I'm a givane Say come to no ship yaina yame Garu naga twila bu to do fashion science school go